သူတွေတင်နေဟောဆိုကိုသားလေးကိုလောက်ချစ်တယ်လူအဲ့လောက်တော့များလာတာဆိုပြီးတော့လေပီတိဖြစ်မိတယ်သူ့ရဲ့ပျော်ရွှင်ပြီးတော့သူနုပညာမှာအောင်မြင်ပြီးတော့ပျော်ရွှင်ပြီးတော့ပျော်နေတဲ့ပုံလေးကိုအန်တီကသူ့ရဲ့ပြိတ္တတွေကအဲ့လိုမျိုးအားပေးတဲ့ပုံစံမျိုးကိုအန်တီကတကယ်တော့မြင်ကျင်တာပေါ့ဒါပေမဲ့အန်တီမြင်ရတဲ့မြင်ကွင်းကသူ့ရဲ့ဇာပနာဖြစ်နေတယ်အဲ့တော့ကိုတော့အန်တီကရှင်ထဲမှာခံစားရတာပေါ့ဒီလိုအောင်မြင်တဲ့ပုံစံမျိုးကိုဒီလိုလူတွေနဲ့ပျော်ရွှင်နေတာပေါ့နော်ဒါပေမဲ့သူအောင်မြင်တဲ့ပုံစံငိုပွဲဆင်နေရတဲ့ပုံစံကြီးနဲ့ဖြစ်နေရတာပေါ့နောက်ပြီးဆုံးခုလိုပုံစံမျိုးမှာအန်တီကအသက်တောင်စမရှိနေဘူးအားချစ်တဲ့လူတွေကိုလည်းအန်တီကအမြဲတမ်းတွေ့ရင်ထဲမှာရှိပါစေလို့သားလေးကိုအမြဲတမ်းရင်ထဲမှာအမြဲတမ်းရှိပါစေလို့အန်တီပြောချင်ပါတယ်ဒီရဲ့ပိုင်းမှာအန်တီကိုနှုတ်ဆက်တဲ့ပုံစံမျိုးတော့မရှိသေးဘူးဖြစ်နိုင်မယ်ဆိုရင်အန်တီကနောက်ဆုံးတစ်ခေါက်ရဲ့ပုံအမြဲတမ်းတွေ့ချင်တယ်လေသူ့တဲ့ရည်စူးပြီးတော့လှူပေးမယ်ပြီးတော့တောက်ဘဝမှာလေသူဖြစ်ချင်တာတွေကိုအကောင်းဆုံးဖြစ်စေချင်တယ်သူဒီဘဝရဲ့ပို့ပြီးတော့ပေါ့နော်ဒီဘဝမှာသူရုန်းကန်ရတာတောင်းငယ်လေးကဒီအနုပညာလုပ်ကိုလုပ်တာကလေးဘဝတဲ့သူဝါသနာပါပြီးတော့မရှိတဲ့ကြားသူကသူလုပ်လာခဲ့ရတဲ့အတွက်လေနောက်ဘဝတွေနဲ့ရှိခဲ့ရင်ချင်းချင်းသာသာနဲ့အနုပညာလုပ်ကိုချင်းချင်းတောက်မင်းသားတယောက်အန်တီရဲ့ဖြစ်စေချင်တာပေါ့သူ့ရဲ့ဝါသနာပါတဲ့လုပ်ကိုအောင်မြင်နဲ့ချင်းချင်းတောက်မင်းသားတယောက်ဖြစ်စေချင်ပါတယ်ဒီလိုမျိုးချိုးတဲ့နဲ့မကြည့်ပြင်းစေချင်ဘူးအားလုံးပြည့်စုံစုံနဲ့ပဲကြည့်ပြင်းစေချင်တာပေါ့နော်ဒီလိုအရွယ်လေးနဲ့လည်းထွက်မသွားစေချင်ဘူးသူ့ရဲ့တက်တန်းစေကိုနေစေချင်တာပေါ့နော်သူဖြစ်စေချင်တဲ့ဆန္ဒလေးတွေကိုလည်းအန်တီကဖြစ်မြောက်ပါစေပေါ့နော်ပြီးတော့ဆန္ဒနဲ့ဘောကတစ်ထက်တည်းကြပါစေဆိုတဲ့အစုကိုအန်တီကနေတူတူကမနဲ့ညအန်တီရှစ်ခိုးတိုင်းတာဆူတောင်းနေကြလေးတွေအန်တီသား၃ယောက်အတွက်အန်တီကအမြဲတမ်းဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုသား၃ယောက်ရဲ့ရည်ရွယ်ချက်လေးတွေကိုအန်တီကအမြဲတမ်းတော့ဆူတောင်းမေတ္တာပို့နေကြပါသူကအဲ့ဒီမဖြစ်ခင်2ရက်လောက်ကမေကြီးတဲ့၄-၅လလေးပဲမေကြီးအောက်အိမ်တင်းကြီးခံပေးပါသူဖြစ်ချင်တဲ့ဆန္ဒမေကြီးကိုအိမ်ပိုင်လေးနဲ့နေစေခြင်းနဲ့မေကြီးကိုအိမ်ပိုင်လေးနဲ့ထားခြင်းနဲ့ပြီးတော့သားတို့သားမိတွေအေးချမ်းချမ်းလေးနဲ့နေခြင်းနဲ့